Hello ဒေါက်တာသီရိ Healthy Living Channel မှာကြိုဆိုပါရစေ။ဒီနေ့ဗီဒီယိုမှာပြောပြခြင်းတဲ့အကြောင်းအရာကတော့ထိုင်းနိုင်ငံမှာဇန်နဝါရီ1ရက်ကနေဧပြီ16ရက်အတွင်းပြန့်နှံ့ဖြစ်ပွားမှုမြင့်တက်ခဲ့တဲ့ Melioidosis လို့ခေါ်တဲ့ရေတုပ်ကွေးရောဂါအကြောင်းဗဟုသုတအနေနဲ့မျှဝေပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံကိုရောက်မလာသေးဘူးဆိုပေမဲ့မြေကြီးနဲ့ရေကိုအမြဲထိတွေ့တဲ့လုပ်ငန်းလှုပ်ဆောင်နေကြတဲ့ဝန်ထမ်းတွေလုပ်သမားတွေအနေနဲ့ကြိုတင်သိရှိစေရန်နှင့်ကာကွယ်ဆောင်ရွက်နိုင်ရန်မျှဝေပေးခြင်းဖြစ်ပါတယ်။ဒီဗီဒီယိုမှာဘာအကြောင်းအရာတွေကိုအဓိကထားပြီးပြောပြပေးမလဲဆိုရင်ရေတုပ်ကွေးရောဂါဟာဘာကြောင့်ဖြစ်တာလဲခန္ဓာကိုယ်ထဲကိုဘယ်လိုကူးစက်နိုင်လဲယောဂလက္ခဏာတွေကဘာတွေရှိလဲဘယ်လိုကြိုတင်ကာကွယ်ဆောင်ရွက်ရမလဲစတာတွေနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ရေတုပ်ကွေးယောဂါဟာညဉ့်ညမ်းနဲ့ရွှွန့်နွံနဲ့ရေမျက်နှာပြင်တွေမှာအများဆုံးပေါက်ဖွားတဲ့ဘက်ခိုတေးရီးယားဆူရိုမဲလီယိုင်းလို့ခေါ်တဲ့ဘက်တီးရီးယားပိုးကြောင့်ဖြစ်တာဖြစ်တယ်။ယောဂပိုးဟာအပူပိုင်းဇုံမှာအဖြစ်များတယ်။မိုးရာသီသို့မဟုတ်မိုးသက်ထန်စွာရွာသွန်းခြင်းမုန်တိုင်းကျရောက်ခြင်းရေကြီးခြင်းစတဲ့အခြေအနေတွေပြီးသွားတဲ့နောက်မှာပိုမိုအဖြစ်များတယ်။ယောဂပိုးအဖြစ်များတဲ့နေရာဒေသမှာနေထိုင်မယ်အလုပ်လုပ်မယ်ဆိုရင်ဖြစ်နိုင်ခြေပိုများတယ်။ဥပမာဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်နေကြတဲ့သူတွေလယ်ယာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေကြတဲ့သူတွေမှာအဖြစ်ပိုများနိုင်ပါတယ်။ဘယ်သူတွေပိုပြီးသတိထားဂရုစိုက်သင့်လဲဆိုရင်စီးကြိုယောဂကြောက်ကပ်ယောဂနာတာရှည်အဆုတ်ယောဂရှိသူတွေအရက်အလွန်အကျွံတောက်တဲ့သူတွေမှာယောဂပြင်းထန်နိုင်ပြီးအသက်အန္တရာယ်ပိုရှိပါတယ်။ရေတုပ်ကွေးယောဂဟာလူမှလူကိုကူးစက်တာအရန်ကိုရှားပါတယ်။အများဆုံးကူးစက်ခံရနိုင်တဲ့အခြေအနေတွေကိုပြောပြပေးသွားပါမယ်။ညဉ့်ညမ်းနဲ့မြေစီလွှာရေရွှွန့်နွံတွေနဲ့ထိတွေ့ခြင်းမှာဖြစ်နိုင်တယ်။အရေပြားပေါက်ပြဲဒဏ်ရာမှတဆင့်ပိုးဝင်နိုင်တယ်။ညဉ့်ညမ်းနဲ့ရေမုံရေမွှားကိုအဆုတ်ထဲသို့ရှုသွင်းခြင်းမှလည်းဖြစ်နိုင်တယ်။ယောဂပိုးရှိတဲ့ရေကိုတောက်သုံးခြင်းဖြင့်လည်းကူးစက်နိုင်ပါတယ်။ဆက်လက်ပြီးရေတုပ်ကွေးယောဂဖြစ်လျင်ဘလို့ယောဂလက္ခဏာတွေတွေ့ရနိုင်လဲဆိုတာနဲ့ပတ်သက်ပြီးပြောပြပေးသွားပါမယ်။ယောဂပိုးနဲ့ထိတွေ့ပြီး၃ပတ်အတွင်းလက္ခဏာပေါ်လေးရှိတယ်။အဆုတ်ရောင်လက္ခဏာများဖြစ်တဲ့ဖျားမယ်၊ချောင်းဆိုးမယ်၊ရင်ဘတ်အောက်မယ်၊အသက်ရှူကျပ်မယ်၊ခေါင်းကိုက်မယ်၊စားချင်စိတ်ပြတ်မယ်စတာတွေဖြစ်နိုင်ပါတယ်။ပိုးဝင်တဲ့အရေပြားမှာပြည်တယ်နာတွေဖြစ်တတ်တယ်။ယောဂပိုးသွေးထဲရောက်သွားရင်အသက်ရှူအရန်ခတ်မယ်အရန်မောမယ်ကြွက်သားအဆစ်အမြစ်တွေအရန်နာကျင်ကြိုက်ခဲမယ်ဗိုက်အောင်မယ်စိတ်တွေရှုပ်ထွေးပြီးစိတ်ကစင့်ကလျာဖြစ်ပေါ်လာနိုင်ပါတယ်အဲ့တော့ရေတုပ်ကွေးယောဂမဖြစ်အောင်ဘလို့ကြိုတင်ကာကွယ်ရမလဲဆိုတဲ့နည်းလမ်းတွေနဲ့ပတ်သက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်ဥယျာဉ်ခြံလုပ်ငန်းလယ်ယာလုပ်ငန်းလုပ်နေတဲ့အလုပ်သမားတွေဝန်ထမ်းတွေအနေနဲ့ရာဘာဘိုးဖက်နှက်နဲ့လက်အိတ်များဝတ်ဆင်ရန်လိုအပ်တယ်လုပ်ငန်းခွင်မှာဖိအားမြင့်ရေပိုက်ဖြစ်ရေဖြန်းတဲ့အခါနှာခေါင်းပါးစပ်မျက်လုံးအတွင်းညဉ့်ညမ်းတဲ့ရေများမဝင်ရောက်အောင်အကာအကွယ်များအသုံးပြုသင့်ပါတယ်ခြေလက်တွေမှာဒဏ်ရာရှိလျင်ညဉ့်ညမ်းတဲ့မြေရေရွှွန့်နွံတွေနဲ့မထိတွေ့အောင်ရှောင်ကျဉ်ပါထိတွေ့မိရင်ဒဏ်ရာကိုရေဆက်ပြာတို့နဲ့ချက်ချင်းဆေးကြောပေးပါယောဂပိုးခန္ဓာကိုယ်ထဲမဝင်ရောက်နိုင်အောင်ရေကိုကြိုချက်တောက်သုံးသင့်ပါတယ်အစားအစာတွေကိုကြက်အောင်ချက်စားသင့်ပါတယ်မိုးသည်ထန်စွာရွာသွန်းခြင်းသို့မဟုတ်မုန်တိုင်းအတွင်းလေထုထဲမှာရှိတဲ့ညဉ့်ညမ်းတဲ့ရေမုံရေမွှားများကိုရှောင်ရှားရန်အိမ်မှာနေသင့်ပါတယ်မျိုးရီးယားနိုင်ငံမှာဇန်နဝါရီ1ရက်ကနေဧပြီ16ရက်အတွင်းဖြစ်ပွားခဲ့တဲ့ယောဂအခြေအနေနဲ့ပတ်သက်တဲ့အချက်အလက်များကိုပြောရမယ်ဆိုရင်ယောဂဖြစ်ပွားတဲ့လူနာစုစုပေါင်း932ယောက်ရှိပြီး23ယောက်အသက်ဆုံးရှုံးသွားတယ်လို့သိရပါတယ်။နောက်ဆုံးအနေနဲ့ပြောရရင်ယောဂဖြစ်နိုင်ခြင်းရှိတဲ့နေရာများသို့တွားရောက်ပြီးဖျားနာခြင်းသို့မဟုတ်အရှိမပြောပြထားတဲ့လက္ခဏာတွေပေါ်ပေါက်ပါကနီးစပ်ရာဆေးရုံသို့အမြန်ဆုံးတွားရောက်ပြီးကုသမှုခံယူသင့်ပါတယ်။ရေတုပ်ကွေးယောဂဟာအန်တီဘိုယိုတစ်ပရိစီဝါဆေးနဲ့ကုသရင်ပျောက်ကင်းပါတယ်။အချိန်မီမကုသလျင်အဆုတ်ထဲပိုးဝင်တာတို့သွေးထဲပိုးဝင်တာတို့ဖြစ်ပြီးအသက်အန္တရာယ်ရှိနိုင်ပါတယ်။ဒါကြောင့်ရေကြီးရွှွန့်နွံရေတို့နဲ့မဖြစ်မနေထိတွေ့ကင်တွယ်ရတော့မယ်ဆိုရင်ကြိုတင်ကာကွယ်ရမယ့်နည်းလမ်းများကိုမှတ်သားထားပြီးလိုက်နာဆောင်ရွက်ကြဖို့တိုက်တွန်းအပ်ပါတယ်ရှင်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကျန်းမာရေးဗဟုသုတနဲ့ပတ်သက်တဲ့ update အချက်အလက်တွေကိုဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ဒေါက်တာသီရိ Healthy Living Channel ကို subscribe လုပ်ပြီးကြည့်ရှုနိုင်ပါတယ်ရှင်။ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြရအောင်